ဦးရဲထွဋ်ရှင်ဒီနေ့မနေ့အင်းစိန်ထောင်ကနေပြီးတော့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတယ်လို့သိရပါတယ်ရှင်။ဘယ်တော့မှစပြီးတော့သိရလဲဒီထဲကနေလွတ်မယ်ဆိုတဲ့ဥစ္စာဘယ်လိုပုံစံသိရပါလဲရှင်။ကျွန်တော်ကတော့မှန်မှန်ပြောရင်လွတ်တဲ့ထဲမှာပါလိမ့်မယ်လို့လည်းမထင်ဘူးပေါ့နော်။ဒါပေမဲ့မနေ့9 နာရီခွဲလောက်ကျတော့ကျွန်တော်လာပြီးတော့အကြောင်းကြားပါတယ်။လွတ်ငြိမ်းချမ်းသာခွင့်အထက်မှာပါတယ်။ဒါမှမဟုတ်ပစ္စည်းတွေကိုသိမ်းထားပါ။လိုအပ်တဲ့ပစ္စည်းတွေပဲသိမ်းလို့ရှိသွားပါတော့။ကျန်တဲ့ဟာတွေတော့ထားခဲ့ပေါ့။အဲ့လိုမျိုးကျွန်တော်ပြောတယ်။အဲ့ဒါကြောင့်သိမ်းပြီးတော့စောင့်လို့မှသူတို့က7 နာရီ 15မှာတော့ကျွန်တော်လာခေါ်ပြီးမှလိုအပ်တဲ့စာစာနဲ့လုပ်ပြီးတော့မှကျွန်တော်ထောင်ဝပို့တဲ့မီနီဘတ်နဲ့ပြင်ပေးလိုက်တာပေါ့နော်ပြင်ပြီးတော့ကျွန်တော်တင်လာတော့ဝါကြတော့ကျွန်တော်ကျိုးလူချမ်းတော့ပဲတယောက်တည်းအကွက်ကိုဆင်းလို့နေလိုက်ပြီးတော့မှလူရှောင်ပြီးတော့မှတက်စီကားနဲ့အိမ်ကိုပြန်လာလိုက်တာပေါ့ဒီကားဆိုလည်းမသိပါဘူးကျွန်တော်အိမ်ရောက်မှပဲသူတို့လည်းသိတာပေါ့ဦးရဲထွဋ်ကိုပုံမှန်2 ခုနဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်စစချင်းကတော့ကျမတို့သိခဲ့ရတာ905ကကြီးပေါ့နော်နောက်ဖမ်းဆီးသွားပြီးတော့မှတရားစွဲဆိုတင်ပို့တဲ့အချိန်မှာနောက်ထပ်ပုံမှန်124ကကြီးတိုးတယ်လို့သိရပါတယ်ဒီအမှုတွေကိုဘာကြောင့်ဆွဲဆိုလဲကာယကံရှင်ကိုဘယ်လိုအသိပေးပါသလဲရှင့်ကျွန်တော်ခေါ်29ရက်နေ့ညမှာပေါ့ဗျာအရက်ဝင်းနဲ့ပွဲကလာခေါ်တာပေါ့သူတို့ရဲ့နေရာမှာ29ရက်ညနဲ့28နေ့နေကမှဒီခေါ်ထားတာပေါ့အဲ့ဒါကိုခေါ်ပြီးမှ28ရက်နေ့ညကျတော့ကျွန်တော်တို့သူတို့ဒီအလုံးရဲ့တစ်ခါမှပြန်ခေါ်လာပြီးတော့မှအခုဖြစ်တာပေါ့အဲ့ဒါမှကျွန်တော်လည်း905ကကြီးနဲ့ပြန်လာတာကျွန်တော်သိရတာပေါ့အဲ့ညမှာပဲကျွန်တော်တို့တရားသူကြီးကည9 နာရီ10 နာရီလောက်မှာတရားသူကြီးကရမန်ပေးလိုက်တဲ့ကြောင့်ကျွန်တော်အင်းစိန်ထောင်ကိုပို့တယ်အင်းစိန်ထောင်ရောက်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီမှာ2 ပတ်ပြည့်တဲ့အခါမှာကျွန်တော်ရုံးထုတ်ဖြစ်ပါတယ်ရုံးထုတ်တဲ့အခါကျမှကျွန်တော်နောက်ထပ်124ကကြီးနဲ့ထပ်ဆွဲလာဆိုသိရတော့ကျွန်တော်ကတော့ရှိနေလဲမဟာတော့ဘူးကိုယ့်အကူပဲလေးရက်ရှိတဲ့ပြန်လာမေးခွန်းတွေမေးတယ်အခုဖြစ်တဲ့ကာလကတော့တကကြာတာပေါ့ကြာပြီးတော့မှလိုမှ28ရက်နေ့မှာကျွန်တော်မိတ်ချတာပေါ့ပုံမှန်905ကကြီးနဲ့ဘာကြောင့်ဆွဲဆိုရလို့သိရပါသလဲရှင်နောက်ပုံမှန်124ကကြီးနဲ့ကရောဘာကြောင့်ဆွဲဆိုတာပါလဲရှင်ကျွန်တော် Facebook မှာရေးတဲ့အချက်လက်တွေပေါ့လေအချက်လက်တွေမှာလူနာမည်တွေပုံကိုယ်ဖွဲ့စည်းတွေဘာမှရည်ညွှန်းထားတာမရှိပေမဲ့လည်းဖတ်တဲ့လူတွေအနေနဲ့ကနိုင်ငံတော်ဆိုရပေါ်မှာအကျဉ်းပြည့်စီတယ်လို့သဘောတည့်ရတယ်လို့အစိုးရရှုမြင်တဲ့အတွက်ကြောင့်ကျွန်တော်မှုပုံပြီးတရားဆွဲတော့အင်းစိန်ကျင်းထောင်ထဲမှာကျင်းသားတယောက်အနေနဲ့ဖြတ်တန်းတဲ့အခြေအနေကဘယ်လိုရှိပါသလဲရှင့်ကျင်းသားတယောက်ရဲ့အခွင့်အရေးတွေရောရခဲ့ပါသလားရှင့်ကျွန်တော်ကတော့ဗျာဒီကပထမတစ်လကတော့ကျွန်တော်ကတစ်တိုက်လို့ခေါ်တဲ့တိုင်မှာကျွန်တော်နေရတာပေါ့နော်နေတော့အဲ့ချိန်မှာတော့ကိုတစ်တိုင်မှာရှိတဲ့အကျဉ်းသားတွေနဲ့တော့တွေ့ရတာပေါ့ဒါပေမဲ့ကျွန်တော်အဲ့တကယ်တစ်တိုင်မှာနေဆိုတော့ကျွန်တော်ကနေ့စဉ်ကိုရုံးထွက်နေရတဲ့ကြောင့်မလို့အဲ့တိုက်ရဲ့သဘောတရားပေါ့လေကျွန်တော်တေချာတော့မသိခဲ့ရဘူးပေါ့နောက်တစ်လပြည့်ပြီးတဲ့ခါကျတော့ကျွန်တော်အထူးဆောင်ဝင်လို့ခေါ်တဲ့နေရာမှာရှိတဲ့ဝင်းထဲမှာရှိတဲ့အိတ်လေးတစ်လုံးမှာကျွန်တော်တီးကြထားတာပေါ့တီးကြထားတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောရရင်တော့တခြားအဆောင်တွေမှာဖြစ်နေတဲ့အချင်းချင်းရဲ့သဘောတရားတွေဆိုကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်နေတဲ့နေရာဒီတစ်ခုမှာတော့ကျွန်တော်ပုံမှန်ခင်းလာပို့ပြီးလို့ရှိတယ်ကျွန်တော်လည်းလက်ဆက်တဲ့ဝန်ထမ်းတွေရှိတယ်ရန်ကုန်ဖန်ကတော့အချင်းချင်းတာဝန်ရှိသူတွေကကျွန်တော်လာပြီးတော့မှလူဝချက်ရှိကျွန်တော်မေးပါတယ်ဆိုတော့ဒီဘဝချင်းပြောရင်တော့ကျွန်တော်ကအချင်းချင်းတယောက်ရတဲ့အခုကြီးရပါတယ်နောက်ကျမရေးရတယ်ကျွန်တော်စေးကုသခွင့်ရတယ်တစ်ခုပဲအခက်အခဲရှိတာကတော့ကျွန်တော်ကိုမိသားစုထောင်ဝင်သွားလို့ခေါ်တယ်မိသားစုနဲ့တွေ့ခွင့်မရဘူးပေါ့အတိအကျကျွန်တော်တွေ့ခွင့်မရဘူးဆိုတော့လေတွေ့ဖို့ခုရက်တင်ထားတာကြာမလာဘူးပေါ့အချင်းထောင်တွေနဲ့တော့ကျွန်တော်တို့အချင်းသားမျိုးတွေကိုသူတို့ကခွင့်ပြုပေးလို့မရဘူးမရတဲ့ကြောင့်မို့ကျွန်တော်မိသားစုကိုဆောက်တာတင်ခိုင်းတယ်မိသားစုကလည်းကျွန်တော်တိကျချပြီးနောက်တည့်မှာပဲကျွန်တော်တင်ပါတယ်တင်နေတယ်အခုတန်ထွက်တဲ့အချိန်ကြီးကျွန်တော်ဒီလိုတူတူဆိုခုကျကြာမလာဘူး။ကြာမှာတော့2024အောက်တိုဘာလထဲမှာမြန်မာနိုင်ငံမျိုးသားလူ့ခွင့်ကော်မရှင်ကလာပြီးတော့ကျွန်တော်တွေ့တဲ့အချိန်မှာလည်းကျွန်တော်အဲ့ဒီစာကိုတင်ပို့လိုက်တယ်။နောက်တစ်ခါအခု2025နိုဝင်ဘာလမှာလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ကပြန်ပြီးတင်နေပေါ့။အခုတော့ဒါပေမဲ့ကျွန်တော်ဥပဒေလာရှိပြီးတော့အမိသားစုတွေ့ခွင့်မရပါဘူး။အဲ့ဒါလွဲတော့ဆန်တဲ့အချင်းတော်တယောက်ရတဲ့အခွင့်အရေးတွေအားလုံးကျွန်တော်ရပါတယ်။ကျွန်တော်လည်းသူတို့ကောင်းကောင်းမွန်မွန်ပဲထားပြီးတော့မှကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်အချင်းထောင်ထဲမှာရောစာတွေပါရောဖတ်ခွင့်ရှိပါသလားရှင့်ရှိပါတယ်ခင်ဗျကျွန်တော်တို့အဆောင်ဒီမှာရှိတဲ့စာအုပ်ကိုလည်းကျွန်တော်တို့လာပြီးတော့ပြပေးတယ်ကျွန်တော်ဖတ်ချင်တယ်ဆိုယူထားလိုက်လို့ရတယ်မိသားစုကလည်းကျွန်တော်ဖတ်ဖို့အတွက်စာအုပ်တွေတင်လို့ရပါတယ်ဒါပေမဲ့အဲ့လိုတင်တဲ့စာအုပ်တွေကတော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့အစာအုပ်တွေတော့ခွင့်မပြုဘူးကျွန်တော်စာအုပ်တွေအားလုံးကိုပေးပါတယ်
အကျဉ်းထောင်ထဲမှာနာမည်ကြီးတခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ရောတွေ့ခဲ့ဆုံခဲ့ရစကားပြောခဲ့ရတာမျိုးရှိပါလားရှင်မရှိဘူး။တိုက်မှာနေတော့ကျွန်တော်နဲ့တိုက်မှာရှိတဲ့လူတချို့နဲ့တွေ့တာပေါ့လေ။တိုးတော့ဒီလူတွေနာမည်တော့ကျွန်တော်လည်းမပြောချင်ပါဘူး။သူတို့ပြောတာချိန်မသိရကြဘူးကျွန်တော်သူတို့နာမည်တော့မပြောတော့ပါဘူး။ဒါကျွန်တော်အဲ့နောက်ပိုင်းမှာတရားဖက်နေတဲ့အခါမှာတော့ကျွန်တော်ကတခြားဒေသတွေမှာကျွန်တော်ဆက်သွယ်လို့မရဘူး။ကျွန်တော်ဒီပုံမှန်လာတင်ပို့တဲ့စစ်သားဝန်ထမ်းရဲ့နောက်ကျန်တဲ့ဝန်ထမ်းတွေလည်းပြောရတယ်။သူတို့အနေနဲ့ကလည်းအပြင်ခြားအထောင်တွေကတည်ရောအပြင်တည်ရောကျွန်တော်မပြောပါဘူး။ကျွန်တော်စီကဒီကျွန်တော်ရဲ့အုပ်စုဆက်ဆံမှုတွေသူတို့အပြင်မှာကျန်တဲ့အကျဉ်းသားတွေကိုမပြောဘူးသိရတယ်။ဒါပေမဲ့သတင်းစာတော့ကျွန်တော်ပုံမှန်ဖတ်ခွင့်ရပါတယ်။သတင်းစာပုံမှန်ဖတ်ခွင့်ရတယ်ဆိုတော့လေဒီလက်ရှိအပြင်မှာဖြစ်နေတဲ့မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လေဦးရထွန်းသိရှိထားမယ်လို့ကျွန်မနားလည်ပါတယ်ရှင်။အဲ့တော့ပြင်ပကိုရောက်ချင်းမှာပဲမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘာတွေသိရှိနားလည်ထားပါလဲရှင်။နိုင်ငံပေါ်နေပြောနေကျွန်တော်ကသတင်းစာဖတ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံရေးအခြေအနေပတ်သက်ရင်အစိုးရကထုတ်ဖော်ပြောဆိုခြင်းနဲ့ရှင်းရင်တုံးတဲ့ချက်တွေတော့ကျွန်တော်သိရတာပေါ့နော်။ဒါပေမဲ့ဒီမှာရှိတဲ့ကျန်တဲ့အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေပြောဆိုချက်တွေနိုင်ငံတကာကသူတွေပြောဆိုချက်တွေကကျွန်တော်ဘာမှမသိရဘူး။မသိရတဲ့အခါကျတော့ကျွန်တော်ဥပဒေလေ့လာအောင်ပါပေါ့လေ။အဲ့လိုလေ့လာတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့ကမြန်မာနိုင်ငံရေးလက်ရှိအခြေအနေပတ်သက်လို့မှတ်ချက်ပေးဖို့တော်တော်ခက်ခဲပါတယ်ဗျ။အခုပြန်လည်လွတ်မြောက်လာပြီဆိုတော့လေဦးရထွန်းအနေနဲ့ကိုယ့်ရဲ့ဒီ Facebook account တို့ဘာလို့ရောရလာပြီလားရှင်။ပြန်သုံးဖို့စီစဉ်ရောရှိပါလားရှင်။ကျွန်တော်အခုရှိတဲ့ Facebook account ကိုဖွင့်မကြည့်ရသေးဘူး။သို့တော့ကျွန်တော် Facebook ကိုပြန်သုံးပါပါ။အရင်လိုပဲခီးတွေပြန်သွားမယ်။ကျွန်တော်စာရေးလည်းရေးမှာပါ။အခုကပြန်ပြီးတော့လွတ်မြောက်လာတဲ့ဥစ္စာပေါ့နော်ဒီပုံမှန်401နဲ့ခံဝင်နဲ့ပြန်ပြီးတော့လွတ်ပေးတယ်လို့တော့ကျမတို့နားလည်ပါတယ်။ဦးရထွန်းကအဲ့လိုမျိုးလက်မှတ်ထိုးခဲ့ရပါသလားရှင်။ဟုတ်ပါတယ်ကျွန်တော်မဆုတ်ပေးခင်မှာသူတို့ရုံးမှတစ်ခုထဲမှာအဲ့စာရေးတဲ့ပတ်သက်ရှင်းပြပါတယ်။အဲ့ဒါကျွန်တော်ကဘောကြီးအတွက်လက်မှတ်ထိုးတယ်။လက်မှတ်ထိုးတဲ့အခါကျွန်တော်တို့ဒီထောင်လို့ရန်စာရေးတွေပြင်တော့မှပြန်လွတ်ပေးလိုက်တာခံဝင်နဲ့ပြန်ပြီးလွတ်လာရတယ်ဆိုတော့ကျမတို့နားလည်ရသလားဆိုရင်တော့အလားတူနောက်တစ်ကြိမ်ဒါမျိုးကျူးလွန်နေဆိုလို့ရှိရင်တော့ပြန်ရှိတဲ့ပြည်တန်နေနဲ့ပါကြက်ခံရမယ်ဆိုရဲခံဝင်လို့နားလည်ပါတယ်ဦးရထွန်းအနေနဲ့ Facebook ပြန်သုံးပြီးတော့စာတွေလည်းရေးမယ်ခီးတွေလည်းသွားမယ်ဆိုတော့အရင်လိုပဲအပြောင်းလဲမရှိစောင်းမားတွေစာတွေကိုပြန်ရေးဖို့ရှိပါသလားတစ်ဖက်မှာလည်းခံဝင်ရှိနေရဲဆိုတော့လေကျွန်တော်ကတော့ဒါပုံမှန်နေပြောနေကျွန်တော်ကခီးသွားတယ်စာရေးရလို့ဖြစ်တယ်နောက်တစ်ခါကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့နိုင်ငံတကာရေးရကိစ္စတွေကိုသုံးသပ်ပြီးရေးရလို့ဖြစ်တယ်ကျွန်တော်ကတော့စာတော့ပြန်ရေးမှာပေါ့တိုးတော့တိုင်းပြည်ရဲ့နဲ့အစိုးရရဲ့ထိရှောက်လို့တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့နည်းနည်းတော့ပို့တော့သတိထားမှာပေါ့ဗျာဒါတော့လေကျွန်တော်လည်းပုထုဇဉ်လူသားတယောက်ကိုဗျာ